Okay. Premier League derby လာပြီလား England derby Manchester derby ထက်ပိုပြီးတော့ပြန်ဆိုင်မှုပြင်းထန်မယ်ပိုပြီးတော့ကြမ်းမယ်ပွဲပေါ့နော်ချိန်တော့ကကျွန်တော်တို့ဂန်ဝင်နီးပြကြီးဖာဂူဆန်ဟိုဘက်ကဂန်ဝင်နီးပြကြီးအာဆင်ဝင်ကတော့လက်ထက်တော့လည်းဘာမှပြန်ဆိုင်မှုပြင်းထန်ခဲ့တဲ့ခွင့်တော့ဂန်ဝင်နီတွေးကြမယ်ပွဲပထမအကြောမှာတော့ကျွန်တော်တို့ရဲ့ United အိမ်ကွင်းမှာအာတီတာက1C နဲ့လာပြီးနိုင်ယူသွားတယ်ဗျာအဲ့တော့ကတော့ဘိုးတွေးပြီးတော့သူကခက်စစ်ပိတ်ပြီးကစားသွားတယ်ဗျာနိုင်ရတော့ကိုထိန်းသွားတယ်အဲ့တော့ကျွန်တော်တို့ကအဝင်လက်ချက်ပြီးတော့ပေါ့နော်အရာအလုံးပြောင်းလဲသွားပြီလို့တော့ထင်ရတယ်ဗျာပြီးခဲ့တဲ့ပွဲမှာ Man City နဲ့ပွဲမှာထင်ထားတဲ့ရက်လောက်ထင်ထားတဲ့ performance တွေပြပြီးတော့ကစားပြပါတယ်ဗျာဒါပေမဲ့မတူတာက Man City ကတက်ကြီးပိုင်းနဲ့တက်ငယ်ပိုင်းတွေမှာထိုင်မကြသေးဘူးပြီးတော့ဒီဆေးပါတို့ဆိုတာကစားကြတယ်လို့ပြောလို့ရတယ်ဗျာရှင်တွေရဲ့အာဒီကြတော့လူငယ်နဲ့လူလက်ပိုင်းတွေပြောထားတယ်အာဒီတာရဲ့ list နဲ့ပိုင်းမှာလည်းအသာချနေပြီဗျာအဲ့တော့သူတို့ကတော့ပိုကောင်းတဲ့အသင်းပေါ့ဗျာအားလုံးပြနိုင်တယ် Michael Carrick အနေနဲ့ကျွန်တော်ရဲ့ပြည်သူစားသမား Michael Carrick အနေနဲ့ဒီပွဲမှာဘယ်လို viewer အနေနဲ့ချိန်ကပ်လာမလဲဝေးပွဲလည်းဖြစ်တယ်နော်ပြီးခဲ့တဲ့ပွဲတော့ကတော့အိမ်ဝေးဆိုတော့သူကတော့ဝေးပွဲဆိုတော့သူပထမဆုံးဝေးပွဲပေါ့နော်စတွေ့ကြပြီပေါ့ဗျာကဲလက်ဖက်ပြည့်တဲ့တွေကတော့အခုပြတိုက်နေကြပါဗျာဒီလိုဒီပွဲမှာရှုံးတဲ့အနေကတော့တရားလုံးလေးတိုက်ခံရတော့ပါဗျာအဲ့တော့လာမယ့်စူပါဆန်နီညမှာဖြည့်ပြီးသွားမယ်ဗျာဘယ်သူဆရာကြီး